အားလုံးမင်္ဂလာပါခင်ဗျာမတ်လ19ရက်နေ့တော့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဆိုတော့ကျွန်တော် YouTube မှာကျွန်တော် comment တွေ like ကြည့်တယ် comment ကြည့်တဲ့အချိန်မှာတေချာလေးကိစ္စစိုက်ကြည့်ပြီးတဲ့သူတွေတွေ့ရတာပေါ့နော်ကျွန်တော်အိမ်ငိုက်နေတယ်လို့သူတို့ကပြောတယ်တကယ်တော့အိမ်ငိုက်နေတာမဟုတ်ပါဘူးအိမ်ကြီးပြက်နေတာဖြစ်ပါတယ်နော်ကျေးဇူးတင်ပါတယ်နော်အခုလိုကိစ္စစိုက်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အိမ်ကြီးပြက်နေတာဖြစ်ပါတယ်နည်းနည်းလေးတော့အိပ်ရလို့ရှင်တော့အဆင်ပြေသွားတယ်ပေါ့နော်ဆိုတော့အခုရိုက်နေတဲ့ချိန်ကမတ်လ19ရက်နေ့မနက်4 နာရီခွဲဆိုတော့ဒီလိုပဲတစ်ခါကျရင်စောစောစီးစီးအိပ်လိုက်တယ်နောက်နေ့မနက်စောစောထားရိုက်တယ်ခါကျရင်လည်းလုံးဝမအိပ်ပဲနဲ့အစာတွေဖတ်ရင်လည်းဒီလိုဖတ်တွေဖတ်ရင်လည်းချိန်ကုန်သွားတယ်4 နာရီမှာဒါမှမဟုတ်လို့ရှင်အချိန်တစ်ခုခုမှာပေါ့နော်အဲ့တော့မိုးလင်းကနေဒီလှုပ်တယ်ဒီဗီဒီယိုနောက်နေ့မနက်တင်ဖို့အရေးပေါ့နော်ဒါကကျွန်တော်လုံးနေတဲ့ပုံစံလေးရှင်းပြတာဖြစ်ပါတယ်ဆိုတော့အတိပေးချင်တာက TikTok မှာကျွန်တော်အကောင့်ကိုထပ်ပြီးဖြတ်ချလိုက်ပြန်ပါပြီအဲ့တော့တိတ်တော့မစိုးရိမ်ပါဘူးမစိုးရိမ်ပါဘူးဆိုတော့လေကျွန်တော်တိတ်ပြီးတော့လဲမခံစားပါဘူးเนาะဘာကြောင့်လဲဆိုတော့ဒီလိုပဲလုံးနေကြပဲဒီလိုပဲဖြစ်နေကြပဲဖြစ်တဲ့အတွက်ဒီလိုဖြစ်ပါများတဲ့ခါကျတော့နည်းနည်းလေးတော့ဒူဗီတာမီတော့ခံလာနိုင်တယ်ပေါ့နော်အဲ့အတွက် TikTok ဖြတ်ချလိုက်ပြီးမဆိုင်ပါဘူးနောက်တစ်ကောင်းနဲ့ထပ်တင်တာပေါ့နော်အမျိုးမျိုးနဲ့တင်လို့ရနောက်ပိုင်းကျလို့ရှိရင်ကျွန်တော်နာမည်နဲ့မဟုတ်ပဲတခြားနီးတွေနဲ့တင်ဖို့ကျွန်တော်စူးစမ်းပါအောင်မယ်နော်အဲ့ဒီခါကျလို့ရှိရင်လည်းကျွန်တော်ဗီဒီယိုတွေတွေ့ရင်လည်းအားပေးကြပါတော့နော် TikTok အကောင့်ပြတ်သွားတာဖြစ်ပါတယ်ဘယ်သူမှဘလောတာမဟုတ်ပါဘူးနော်အဲ့လိုပဲ Facebook လည်းကျွန်တော် Facebook ကကျွန်တော်လုံးဝဖွင့်မပြီးတော့တာအခုကျွန်တော်သုံးနေတဲ့ဖုန်းကျွန်တော်သုံးနေတဲ့ကွန်ပျူတာတွေမှာကြိုက်တယ်လို့ကြိုက်တယ်လို့ဖွင့်လို့မရအောင်သူများကျွန်တော်အကောင့်ဖွင့်ပေးတယ်နော်ဂျပန်ကတော့အကောင့်ဖွင့်ပေးတယ်ဂျပန်ဖုန်းနံပါတ်နဲ့ဒီရောက်ကျွန်တော်သုံးပြတ်တာပဲအဲ့တော့လေမတက်နိုင်ဘူးပေါ့မပြီးမသုံးရင်လည်းမသုံးရုံပဲရှိတာပေါ့နော်ဗီဒီယိုတွေကတော့ထုံးစံတိုင်းတာဝန်ရရိုက်နေဦးမှာပဲနော်ဘယ်သူကပင်ပန်းခံပြီးရိုက်ခိုင်းလဲပြောဘယ်သူမှပင်ပန်းခံပြီးရိုက်ခိုင်းတာမဟုတ်ပါဘူးဒါပေမဲ့လည်းတာဝန်တစ်ခုလို့ဖြစ်ခံစားလာပြီမပြောရင်ပဲမလုပ်ရင်ပဲလက်ဟာနေသလိုခံစားလာရတာပါအဲ့အတွက်လည်းလုပ်ပြတာဖြစ်ပါတယ်ဆိုတော့အစတော့ကျွန်တော်ပုံမှန်ပြဝင်ငွေနေလို့ရှိရင်ကျွန်တော်ဝင်ငွေနေဆိုတော့ဒီလိုမျိုးထောက်ပံ့တဲ့သူတွေနေလို့ရှိရင်ကျွန်တော်ဗီဒီယိုမှာထည့်ပြောလေးရှိပါတယ်အခုနောက်ပိုင်းကျွန်တော်မပြောတော့ပါဘူးမပြောတော့ဆိုတာတားကြီးမတွန်းချင်တော့တားကြီးမတိုက်တွန်းချင်တော့လူတွေအကုန်လုံးခက်ခဲနေတာကျွန်တော်သိတယ်ခက်ခဲတဲ့ကြားထဲမှာအစချင်းကျွန်တော်စပြီးတော့စလှုပ်ရှားခြင်းမှာအကုန်လုံးကျေးဇူးတင်တယ်အဲ့အချိန်မှာကျွန်တော်တော်တော်ကိုထောက်ပံ့ခဲ့ကြတယ်တော်တော်ကြီးကိုနော်များဆကိုထောက်ပံ့ခဲ့ကြတချို့5 6သိန်း10သိန်းအဲ့လိုအများအပြားကိုထောက်ပံ့ခဲ့တဲ့သူတွေရှိတယ်အဲ့ဒါကြောင့်မို့လို့လဲကျွန်တော်လိုအပ်တဲ့ပစ္စည်းလေးတွေပေါ့နော်ကျွန်တော်အသုံးဆောင်လေးတွေအဝတ်စားလေးတွေနော်ကျွန်တော်နည်းနည်းလေးအထောက်အကူဖြစ်အောင်ကျွန်တော်သုံးနိုင်ပြုနိုင်ခဲ့တယ်ပေါ့နော်နောက်ဆုံးကျွန်တော်သွားဖို့လာဖို့အစကားဝယ်စီးနိုင်တာမဟုတ်နော်ကားတစ်စီးနော်ငါးသဘောမျိုးပေါ့နော်အဲ့လိုမျိုးကျွန်တော်စီစဉ်နိုင်တယ်မဟုတ်လေကျွန်တော်ဆိုင်ငယ်နဲ့သွားလို့ဒါမှမဟုတ်လို့ရှိရင်လည်းနေဝေးသွားရင်လိုင်းကားစီးဖို့အတွက်ကျွန်တော်မှာအခွင့်အရေးမတာတော့ကျွန်တော်မှာအနေရှိလာပြီလို့ခံစားလာတဲ့ခါကျတော့ကားလေးတစ်စီးအဲ့လိုမျိုးငါးစီးပြဒါလည်းမကြခင်တက်တန်းကုန်လို့ပါပေါ့နော်ဒါဒီနေ့ဗီဒီယိုအများကြီးပြောကြမရှိတာမဟုတ်ရှိတယ်ဒါပေမဲ့နည်းနည်းလေး introduce လုပ်တာပေါ့နော်ဒါမှလည်းကျွန်တော်တို့ဒီပရိသတ်နဲ့သတင်းကြည့်ရှုသူပရိသတ်နဲ့ကျွန်တော်တို့ကြားထဲမှာရင်းနှီးမှုဖြစ်သွားမယ်ပို့ပြီးရင်းနှီးတယ်လို့ခံစားရမှာပေါ့နော်အဲ့တော့ဒီလိုမျိုးအခြေမီလေးမျိုးလေးတစ်ခုရအောင်ကျွန်တော်ဖန်တီးပေးခဲ့တယ်နောက်ပိုင်းကျတော့အလုပ်မဟုတ်ပါသွားတယ်ဆိုတာအပြစ်မတင်ဘူးဘာလို့အပြစ်မတင်တာလဲဆိုတော့အကုန်လုံးခက်ခဲကျွန်တော်မြင်ရတယ်အဲ့အခက်ခဲတွေကြားထဲမှာမှကျွန်တော်အလုပ်တစ်ခုလုပ်ချင်ပြီးအခုမီးပေးဆိုရင်ကျွန်တော်18ရက်နေ့တရက်လုံးနှီးပါကိုကျွန်တော်အလုပ်ကောင်းမလုပ်နိုင်အဲ့မီးပေးအတွက်ပို့တဲ့ကျွန်တော်ပို့တဲ့ပစ္စည်းကားတစ်စီးစာလောက်ဟိုနားနဲ့ဒီနားနဲ့ကျွန်တော်လိုက်ကောက်တာအဲ့မှာလည်းကိုကြစီကတော့အများပြရှိတာပေါ့နော်စီပိုးတွေပါတယ်အကုန်လုံးဒါပေမဲ့ကျွန်တော်ဖြစ်ချင်ပြီးဒီနေရာကိုကျွန်တော်လှုပ်ချင်ပြီးဆိုလို့ရှိရင်အဲ့လိုမျိုးပစ္စည်းတွေမရမကထောက်ပံ့ပြီးတယ်ပစ္စည်းတွေမရမကကူညီပေးတဲ့သူတွေတယောက်ချင်းစီတိုင်းကျွန်တော်ကျေးဇူးတင်တယ်အဲ့တော့သူများကျိုးဆောင်ကိုကျိုးအောင်ပါပဲလို့ကျွန်တော်တို့ဒီလိုပဲတွေးတယ်အဲ့အတွက်အများကြီးမတွန်းတော့ဘူးကျွန်တော်အကူညီတွေလိုအပ်လာတဲ့ခါကြလို့ရှိရင်ဝိုင်းပြီးပူပေါင်းပေးကြတဲ့အတွက်ကျေးဇူးထူးတင်တယ်
ထပ်ပြီးတော့လောက်ခဲ့ရှိတော့ဗောနော်ထပ်ပြီးတော့ကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့အများကိစ္စနဲ့ပတ်သက်ပြီးတော့လောက်ခဲ့သည်ရှိတော့ထပ်ပြီးအသိပေးပါမယ်ထပ်ပြီးတော့ပူပေါင်းပေးကြပါအောင်လို့ပြောချင်တယ်ကျွန်တော်ကတော့မတိုက်တုံတော့ဘူးလာစင်ကြီးတွေပါညာအရင်တော့လာစင်ကြီးသဘောမျိုးနဲ့နိုင်ငံသားတွေကနေတော့ထည့်ဝင်တာတွေအများကြီးရှိတယ်ဗောနော်အဲ့တော့ကျေးဇူးအထူးတင်တယ်အဲ့တော့လုတ်ပေးခဲ့လို့လေဒီလောက်အရှိဒီခီးတစ်ခုထိဗောနော်ဒါဆိုလို့ရှိရင်ကျွန်တော်နိုဝင်ဘာ9ရက်နေ့ကနေစပြီးတော့ကျွန်တော်ဒီဗီဒီယိုစတင်တယ်2024ခုနှစ်နိုဝင်ဘာ9ရက်နေ့ကနေစ2023ခုနှစ်နိုဝင်ဘာ9ရက်နေ့ဗောနော်2023ခုနှစ်နိုဝင်ဘာ9ရက်နေ့နဲ့ကျွန်တော်စတယ်ဆိုတော့တစ်နှစ်ကျော်လာတဲ့အချိန်မှာဒီအချိန်ထိရေရှည်ကျွန်တော်ဆက်ပြီးတော့ရက်တည်နိုင်တဲ့အထိပဲဒီပတ်မှုပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်အဲ့တော့သတင်းတွေပြောရအောင်ပါလီလည်းနည်းနည်းရှိသွားပြီဆိုတော့နော်ပထမဆုံးသတင်းကတော့အခုဆိုလို့ရှိရင်ရခိုင်ပြည်နယ်မှာတအိမ်ကိုတယောက်နှုံးနဲ့စစ်မှုထမ်းခေါ်တော့မယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်နေပါတယ်ဒါကိုလည်းရခိုင်မီဒီယာတွေပဲပြန်ရေးတာဖြစ်ပါတယ်ဆိုတော့သူတို့သတင်းတွေကြားနေတာတော့အခုသူတို့ AA တွေကစစ်မှုထမ်းခေါ်ယူရေးဘယ်လိုခေါ်မလဲကော်မတီတွေဖွဲ့စည်းနေပြီပေါ့နော်ရွာတွေမှာအဲ့တော့တအိမ်တယောက်နှုံးမဖြစ်မနေစစ်မှုထမ်းရမယ်AA လောက်တာမှန်တယ်လို့ပဲကျွန်တော်ပြောမှာဘာကြောင့်လဲဆိုတော့သူ့နယ်မြေခိုင်မာရေးအတွက်သူဆက်လုပ်တယ်လို့ပဲကျွန်တော်ပြောသူတက်ပလန်နဲ့နော်သူဆက်ပြီးဒီမှာအုပ်ချုပ်ခွင့်ရဖို့အတွက်ကဒါမဖြစ်မနေလုပ်ရတော့သူကလည်းအခုရှေ့ဆက်တိုးအောင်မှာနော်အခုညောင်ကျိုးနဲ့ပတ်သက်ပြီးတော့သူတို့ဘက်ချန်ညောင်ကျိုးကြတယ်ပြောတယ်ဒါပေမဲ့ကျွန်တော်လည်းလက်လန်းမိတော့လိုက်တော့အတီးပြူတယ်နော်ကျွန်တော်ပြောနေတဲ့ဖုံးဆက်နေတဲ့အချိန်ထိမကြဘူးနော်အရန်ကြီးတော့အဆင်ပြေနေတာမဟုတ်ပေမဲ့ PR ပြီးခံတိုက်ခံနေရတဲ့အနေထားလို့လူမျိုးကြီးဘက်နဲ့နှီးစပ်တဲ့သူတွေကပြောတယ်အဲ့တော့ဘာဆက်ဖြစ်လာမလဲတော့ကျွန်တော်မသိဘာကြောင့်အေးဆက်တိုက်နေရလဲဆိုတာအဲ့ဒါပဲသူ့ရဲ့ပြည်နယ်ရဲ့အပြင်စည်းတစ်ခုထိကိုသူထွက်ပြီးတော့ထွက်ကာထားတဲ့သဘောပဲเนาะအဲ့တော့အတွင်းမှာလည်းခိုင်မာအောင်ပြန်ပြီးတိဆောက်ဖို့အတွက်ရခိုင်ပြည်နယ်မှာရှိတဲ့နေရာတွေတော်တော်များများကိုအေးကဒီအဲ့လိုမျိုးเนาะစစ်မှုထမ်းသဘောမျိုးပေါ့နော်လူကောက်ပြီးလို့ရှိရင်ကာကွယ်ခိုင်းမယ်ပေါ့ဒါမျိုးတော့ဒါလောက်တာပါပဲဒါမျိုး TNL လည်းလောက်တယ် MND လည်းလောက်တယ်အကုန်လုံးလောက်ကြတာပါပဲအခုတော့ဒါရခိုင်ပြည်နယ်သူတွေလည်းစစ်မှုထမ်းရတော့မယ်နေတာဖြစ်ပါတယ်နောက်သတင်းဘောကတော့ပဲခူးတိုင်းတာကြီးပဲခူးမြို့နယ်ပေါ့နော်ဝန်ပေရွာနာအဲ့ဒီဖျားဘူးကားတစ်စီးကိုပေါ့ဖျားဘူးကားတစ်စီးကိုအနောက်ကနေစီပေါက်စာကားဝင်တိုက်တာဖြစ်စဉ်ကတော့ဒီလိုပဲ accident တွေကတော့ကြုံနေကြတာပဲကြုံနေရတဲ့အခါကျတော့ကျွန်တော်တို့ကလည်း accident တွေကိုသတင်းလုပ်ပြီးတော့လိုက်ပြီးတော့ဒါအရင်တော့မဆန်းတော့ရင်မစင်မရင်မောင်းနေမှုတွေဒါပေမဲ့ကျွန်တော်တိတိတတ်တာပေါ့နော်ကိုယ်တိုင်ကားမောင်းပြီးသွားလာတဲ့သူတော်တော်များများကြောက်ကြတယ်အဲ့ဒါတော့စီပေါက်စာကားတွေနံပါတ်1ချက်ကအရှိန်ကိုတော်တော်များများတော့လူတိုင်းကတော့မဆိုလို့တော်တော်များများကအရှိန်ကိုမထိမ့်မသိမ့်မောင်းတယ်အလွန်အကျွံမောင်းတယ်နော်ပြီးရင်သူတို့တင်လာတဲ့ weight တွေနဲ့ဘေးကနေဖြတ်သွားရင်တာမန်ဆိုင်ကယ်တစ်စီးလောက်ဆိုလို့ရှိရင်လေဟက်ပြီးလဲကျသွားနိုင်တဲ့အနေထားလောက်ကိုမောင်းပြကြတာအဲ့တော့အခုဒါအချိန်မထိန်နိုင်မနဲ့ဖျားဘူးကဝင်တိုက်တယ်ကားကောင်းကမှစီးလာတဲ့လူ2ဦးသေဆုံးတယ်နောက်ပြီးတော့9ဦးဒဏ်ရာရတယ်အဲ့တော့ဒီလိုရင်မစင်မကျင်မောင်းနေမှုတွေကနောက်တစ်ချိန်မှာနော်9-6လူသေဆုံးမှုဖြစ်ခဲ့တယ်ဗလားဆိုတဲ့နော်နောင်တရစရာတွေဖြစ်လိမ့်မယ်နော်မကောင်းအဲ့တော့နောက်တစ်ခုကအန်ရကြီးမားလုံးတဲ့အရာတွေကိုကိုကလုံနေတာပွင့်လေပြောရင်သူတို့ရဲ့ပညာပေါ့သူပညာအမြဲလေးစားကြကောင်းတယ်ဟုတ်ဒီလိုကအကြီးတွေကအရှိတွေမောင်းမှုဆိုတာတာမန်လူမလုံနိုင်တဲ့ကိစ္စတွေဒါပေမဲ့ဒါဟုတ်နော်ထိမ့်သိမ့်မှုတော့လိုတယ်နော်ကိုကျွမ်းကျင်တာတော့မှန်တယ်ဒါပေမဲ့မကြမ်းမှုတော့လိုတယ်ကိုကြောင့်အခြားသူနော်အသက်မပါသွားဘူးတော့လိုတယ်ပေါ့နော်အဲ့တော့အနေများတဲ့ကိစ္စတွေလုပ်လေတာဝန်ကြီးလေပဲပေါ့နော်အဲ့တော့ထနေနေလေးမောင်းကြပါလို့ပြောချင်ပါတယ်နောက်တစ်ခုကတော့ဒီမိုးပြဲသတင်းနဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကဒီပြည်မီဒီယာအချို့ကတင်ထားတဲ့ကိစ္စပေါ့အဲ့ဒါဘာလဲဆိုတော့သူတို့သတင်းတိုင်းဖတ်ပြမယ်နော်စစ်တပ်ကစစ်မြေပြင်စစ်ကြောင်းအကြအဆုံးများနေတဲ့ဖြစ်ပြည်သူနေအိမ်များကိုတဲ့ drone ဖြင့်မီးလောင်ပုံကျဲအတိတ်ပဲလည်းမရှိတဲ့တင်အဲ့ဒီရှေ့ကစစ်တပ်ကမြေပြင်စစ်ကြောင်းအကြဆုံးများနေတဲ့ဖြစ်အဲ့တော့ဖယ်လိုက်လို့ရှိရင်ရတယ်နော်ပြည်သူနေအိမ်များကိုစစ်တပ်က drone ဖြင့်မီးလောင်ပုံကျဲအဲ့ဒါဆိုလို့ရှိရင်တင်အဖြစ်လူများယုံနိုင်တယ်ဒါပေမဲ့စစ်တပ်ကမြေပြင်မှာအကြဆုံးများတာနဲ့ဘ
ဘုံကျဲတာနဲ့ဘလို့မှဆက်ဆက်မှုမရှိဘူးပြည်သူနေဘုံကျဲလို့ပြောမူပဲမြို့နယ်ထဲမှာလည်းပြည်သူကခတ်ချာချာရဲ့တော့သူတို့တိုက်ပွဲတွေဖော်ဆောင်နေတဲ့ပြည်သူတွေထွက်ပြေးနေတာအဲ့တော့ပြည်သူကမရှိဘုံကျဲတော့ဘာထူလာမလဲပြည်သူနေဘုံကျဲတော့စစ်ကနိုင်သွားမှာမဟုတ်လားဘုံဒီတစ်လုံးတန်ဖိုးရှိတယ်စစ်တပ်ကအဲ့လောက်အုံနောက်မဲ့မလားနော်စစ်တပ်ကရောသူတို့အဆုံးရှုံးခံမလားအလားအဖြစ်ခံမလားဘုံဒီကျဲမဲ့သာသူတို့ဘယ်နာမှရှိလဲတီးတဲ့နဲ့သွားကျဲမှာပေါ့လို့ပဲရှာဖွေပြီးကျဲနေတာပဲလေတခုတော့ဖြစ်ကောင်းဖြစ်နိုင်တယ်လမ်းနှစ်သွယ်ရှိတယ်တသွယ်ကတော့အဲ့ဒီထဲမှာနော်သူတို့ဝင်ခိုနေလို့နော်ဝင်ခိုနေလို့ဘုံကျဲတယ်နောက်တနည်းအားဖြင့်ကတော့ဝင်လင်းပြောရင်တော့အဲ့ဒီအိမ်တွေကိုသူတို့ကိုယ်တိုင်ပဲမီးရှို့တာပဲဖြစ်မှာပေါ့နော်ဒီလမ်းနှစ်သွယ်ပဲရှိတယ်တခြားတော့ရွေးချယ်စရာမရှိဘူးအဲ့တော့မီးမလောင်ရင်ပြည်သူတွေရှိတဲ့နေရာမှာတိုက်ပွဲမဖော်နဲ့နော်ပြည်သူတွေရှိတဲ့နေအိမ်တွေကိုဝင်မခိုးကြနဲ့ဒါပဲရှိတယ်နော်ဒီလိုမျိုးသတင်းတုတွေရေးရတာအဓိပ္ပာယ်မရှိတဲ့သတင်းတွေရေးရတာဆက်ဆရာကောင်းတယ်နော်လိပ်ပြလုံရလာလို့ပြန်တွေးရမှာနောက်တစ်ခုကဒီသတင်းတွေရေးတဲ့ခါကျလို့ရှိရင်တချို့သတင်းတောက်တွေကကျွန်တော်တို့လည်းမြေပြင်တော့သတင်းလိုက်ယူရတာနေတယ်တော်တော်နေတယ်မတော်တော့မဟုတ်သွားတယ်ကျွန်တော်သွားရေးတယ်နော်ဒါပေမဲ့တော်တော်များများဒီကာလကြီးက online သတင်းကြည့်တယ်သတင်းအစထွက်ပြီးဆိုရင်ဖုံးဆက်တယ်ဒီလိုပဲအတည်ပြုကြတာဒါပေမဲ့တဦးတယောက်တည်းကိုအတည်ပြုတစ်ဖက်တစ်ချမ်းတည်းကိုအတည်ပြုပြီးတော့သတင်းရေးသားတဲ့ပုံစံမျိုးတွေကတော့အဆင်ပြေဘူးနော်အဲ့လိုမျိုးတွေများတဲ့ခါကျသတင်းတွေကတစ်ဖက်ဆောင်နေဖြစ်လာတယ်ပေါ့နော်နောက်သတင်းကလည်းဒီလိုခက်ဆင်ဆင်ပဲပြောပြမယ်အဲ့ဒါကတော့သူတို့ဘက်ကရေးထားတဲ့သတင်းပါပဲလေကြောင်းတိုက်ခိုက်မှုကြောင့်စကိုင်းတိုင်းဒေသကြီးဝက်လက်မြို့နယ်စင့်ကိုင်မြောက်ရွာကိုတဲ့ဒီတက်ကလေကြောင်းတိုက်ခိုက်မှုကြောင့်ခလေးလသားငယ်အပါဝင်တဲ့ဒေသခံ၄ဦးသေဆုံးဝင်လေပြောပြရင်လေဒီရွာတွေမှာနေတဲ့ PDF တွေကအရင်ကလည်းပုံနေတက်လာတယ် PDF တွေကသူတို့မိသားစုတွေကိုခေါ်တယ်အိမ်မှာပဲထားတယ်နော်ဘသူအိမ်မှာပြတက်နေမယ်အိမ်မှာမိသားစုတွေနဲ့တူတူနေတယ်ဒါမှမဟုတ်စခန်းမှာခေါ်ထားတယ်ဒါမျိုးလုံးတယ်ဘာကြောင့်အဲ့လိုပြောနိုင်လဲဆိုတော့မိသားစုလိုက်အမှရိုက်ထားတဲ့တနက်တွေနဲ့ဓာတ်ပုံတွေတက်နေပြီအဲ့ဘာမှရှောက်ပြီးတော့ရှောင်လွဲပြီးလုံးမနေနဲ့ခလေးတွေကိုမခေါ်နဲ့ပေါ့အဆင်ပြေပြန်အခုတော့ဒီလိုမျိုးဖြစ်မျိုးတွေကြုံလာတဲ့ခါကျတော့ခလေးရောလူကြီးရောပြီးသိရတဲ့ဘဝပေါ့နော်ကျွန်တော်အသက်ကြီးရွယ်ဦးတွေပါလာတယ်ပေါ့နော်နောက်တဲ့ဘက်ကတော့ဒါပြီးခဲ့တဲ့ဇန်နဝါရီလလောက်ထဲရပေါ့နော်နှစ်ဖက်ပြစ်ခတ်ရက်စဲထားတဲ့ Hamas နဲ့ Israel တို့ကဒါ18ရက်နေ့ကျွန်တော်တို့ဆိုရင်တော့မနက်စောပိုင်းပေါ့နော်အဲ့ဒီအချိန်မှာထပြီးတော့စစ်ပွဲပြန်စပါတယ်စစ်ပွဲပြန်စတယ်ဆိုတော့ Hamas ကတော့တိုက်လို့တော့မဟုတ် Israel ကရုတ်တရက်ပဲလေရင်အစီးဒါဇင်နဲ့ချီပေါ့နော်ဂါဇာကမ်းမြောက်မို့ပြန်တယ်ဂါဇာကမ်းမြောက်မို့ပြန်ပြီးတော့ခန်းယူနိုလိုနေရာမျိုးတွေရာဖာလိုနေရာမျိုးတွေကိုဘုံချဲတယ်တညထဲမှာတယ်ပါလက်စတိုင်းပြည်သူ300ကျော်တည်ဆုံးတယ်300တဝက်လောက်ထက်ကျော်သေးတယ်350လောက်အဲ့လောက်နီးပါးတည်ဆုံးတယ်တညထဲပဲဒါပေမဲ့အဲ့ဒီတိုက်ပွဲကအဲ့ဒီလေကြောင်းတိုက်ခိုက်မှုကသူတို့ target ထားခဲ့တာအဲ့လောက်မဟုတ်နော်သူတို့ target ထားခဲ့တာ Hamas ဘက်ကနိုင်ငံရေးသမားပါညာအဲ့လိုမျိုးတယောက်နှစ်ယောက်လောက်ပဲထိခိုက်ခဲ့တယ်နော်သူတို့ပြောတာတော့ဒီလုံခြုံရေးပိုင်းဆိုင်ရာအရာရှိရဲ့ဒီ Hamas ဘက်ကပြည်ရေးတူးဝင်ကြီးလားမသိဘူးအဲ့လိုလူတွေကိုသူတို့ကတိုက်ခိုက်နိုင်ခဲ့တယ်လို့ပြောတယ်ဒါပေမဲ့တကယ်တည်သွားတာပြည်သူ300ကျော်တည်သွားတာအဲ့ဒီလိုမျိုးလေဖြစ်စဉ်မျိုးတွေကမြန်မာနိုင်ငံမှာဖြစ်မှာဆိုလို့မကြဆိုသူတို့ပဲရုပ်မြင်သံကြားတွေရောသတင်းစာတွေမှာတော့ထည့်ပြီးတော့ကြေညာနေတယ်အကြမ်းဖက်သမားတွေနဲ့ပြည်သူတွေအတူတူမနေကြပါနဲ့ဆိုပြီးတော့ခဏထုတ်ပြီးကြေညာနေတယ်အဲ့ဒါကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနော်တက်ချုပ်ကတောင်ကြီးခီးဆက်မှာပြောခဲ့တဲ့စကားနော်ပြည်သူအကာအကွယ်လုပ်ပြီးလုပ်နေတာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့တတိထားကြဖို့တောင်ကျသူတွေနဲ့အနီးနားဝန်းကျင်တွေမှာမနေဖို့အတွက်တောင်ကျသူတွေရှိတဲ့နေရာဘုံကြမဲ့နေရာပဲအဲ့ဒါတော့တေချာမမှတ်ထားလိုက်အဲ့ချိန်မှာကျွန်တော်ပြည်သူပါအပြစ်မဲ့ပြည်သူပါလို့ပြောလို့ဘယ်မှမရဒါမျိုးကို PDF တွေလည်းလက်ခံမှာမဟုတ်သူတို့ကိုယ်တိုင်လည်းအဲ့လိုမျိုးဖြစ်ရင်သူတို့လည်းတိုက်မှာပဲနော်မနေ့ကသတင်းမှာကျွန်တော်ကြီးညာခဲ့တဲ့ဒီတက်ကုန်းမှာဖမ်းပြီးတဲ့လက်နက်တွေပေါ့နော်ဒီလက်နက်တွေကကားသေးသေးလေးနဲ့တည်လာတယ်လိုက်ထွက်လေးထင်တယ်နော်အဲ့ဒီကားလေးနဲ့တည်လာတဲ့ဆနွေးအိတ်ထဲမှာထည့်ပြီးတော့တည်လာတယ်ပေါ့နော်လက်နက်တော်တော်များတယ်နော်မနေ့ကကျွန်တော်ကြည့်တဲ့ဗီဒီယိုအပိုင်းစမှာတော့နည်းနည်းပဲတွေးလိုက်တယ်သတင်းကလည်းတော်တော်မထွက်ဘူးလေမထွက်တဲ့ခါကျတော့အတီးပြူရခက်တယ်ဒီနေ့မှာတော့တနက်တော်များများကိုထပ်ပြီးတွေးလာတယ်ဆိုတော့အဲ့တနက်တွေကတက်ကသုံးတဲ့တနက်တွေရယ်နောက်ပြီးလို့ရှိရင်ဒီအ
American လို့တနက်တည်းရဲ့နောက်ပြီးတော့ဒီ sniper ပုံစံမျိုးတနက်တည်းလည်းပါမှထင်ပါတယ်တိတ်တော့မသေးဘူးပေါ့နော်အဲ့တော့ sporting rifle ထဲမှာလည်းဒီလိုမျိုးဟို rifle ပေါ့နော် sniper ငယ်စားပုံစံမျိုးလေးတွေလည်းပါမှထင်ပါတယ်တနက်တော်တော်များပါတယ်စုစုပေါင်း2 4 6 80 17 12 13 14 15လက်ပေါ့နော်ဒီ6လုံးမျိုးတစ်လက်နဲ့ဆိုရင်16လက်ပေါ့ဒီလောက်ထိတနက်တွေဖန်ဆီးရမိခဲ့တာပေါ့နော်နောက်တဲ့ဘုတ်ကတော့ဒါရခိုင်နဲ့ ARD ဆက်ပေါ့တာပေါင်းအဆက်ဖြစ်မဲ့ထင်ပါတယ်မြောက်စမ်းဒေတာပေါ့အဲ့မှာရှိတဲ့နေရာတစ်ဝိုက်မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ AA ဖွဲ့နဲ့ထိထိတိုက်ပွဲဖြစ်ပွားခဲ့တယ်ဒီထိထိတိုက်ပွဲဖြစ်ပွားတဲ့နေရာမှာဒါတိုက်ပွဲ2ကြိမ်ဖြစ်ပွားတဲ့နေရာမှာ AA ဘက်ကအလောင်း3လောင်းကျန်ခဲ့တယ်လက်နက်မျိုးစုံ10လက်ဒါသိမ်းဆည်းရမိခဲ့တယ်လို့ပြောပါတယ်ဒီအလောင်းတွေကြည့်ရတဲ့ပုံစံအရတော့ကျွန်တော်မှန်းတာမမှားဘူးဆိုလို့ရှိရင်တော့မိစေသုံးဆွဲထားတယ်လို့ကျွန်တော်ကတော့ယူဆတယ်ကျွန်တော်အမြင်ပေါ့နော်မိစေသုံးစားယူဆတယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေပေါ့ကျွန်တော်ဗီဒီယိုကြည့်မိတဲ့သူများရှိတယ်ဆိုလို့ရှိရင်နောက်များအဲ့လိုဖန်ဆီးရမိတဲ့တပုံတွေရှိလို့ရှိရင်အဲ့ဒီသူတို့မိစေပါသုံးဆွဲထားလားမသုံးဆွဲထားလားအလွယ်တကူစစ်လို့ရတဲ့နည်းတွေနဲ့စစ်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဖော်ထုတ်တင်တယ်လို့ထင်တယ်အဲ့ဒါမှကျွန်တော်တို့လည်းဒီသတင်းတွေမှာပြောလို့ရပြီပေါ့နော်နောက်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ပြုံးလက်အဆက်ပေါ့နော်အဲ့မှာရှိတဲ့ကြောင်မဲလေးတစ်တပင်ကုန်းမှာရှိတဲ့ပလောင်ပေါ့နော် TNL နဲ့ PDF စခန်းကိုတက်က drop ပုံးနေချပြီးတိုက်ခိုက်ခဲ့တာတွေ့ရပါတယ်ဒီလောက်ပဲတွေ့ရတယ်အသေးဆုံးပါညာတော့ကျွန်တော်တို့မသိဘူးပေါ့နော်ဒီနေ့ရဲ့အကြီးဆုံးသတင်းလို့လည်းပြောလို့ရတယ်တော်တော်လေး surprise ဖြစ်တယ်ပေါ့နော်ဒီလောက်ကြီးတောင်မှလို့တောင်ပြောရတယ်အဲ့ဒါကတော့ရန်ကုန်တိုင်းဒေသကြီးထဲမှာမူရစ်တွေတူလောင်ပြီးဖြန့်ပြူးနေတဲ့မူရစ်မှောင်ခိုကိုင်းကိုလူမျိုးတစ်ဖွဲ့ဝင်တွေဖမ်းဆီးရမိခဲ့ပါတယ်သူတို့ကတော့စုပေးတဲ့ဘာကြောင့်လဲဆိုတော့ဖမ်းဆီးရမိတဲ့ပမာဏတန်ဖိုးကမြန်မာငွေသိန်းပေါင်း3သိန်းဝန်းကျင်လောက်နော်96.96 ဘီလီယံကျော်ပေါ့အဲ့လိုပဲပြောရတော့မှာပေါ့ဆိုတော့ဒီမှာထုံးစံတိုင်းပေါ့ခေါင်းဆောင်လုပ်တဲ့သူတွေကတော့မမိဘူးခေါင်းဆောင်လုပ်တဲ့သူတွေကဘယ်သူလဲဆိုတော့နံပါတ်1ကတော့ရှမ်းပြည်နယ်ဝါကိုပိုင်အချုပ်ခွင့်ရတယ်မှာနေတဲ့နော်ဝါကိုပိုင်အချုပ်ခွင့်ရဒေတာပန်ဆန်းမြို့တွေမှာနေတဲ့တင်မောင်ဝင်းဆိုတဲ့သူကတော့ရှမ်းပြည်နယ်ကနေရန်ကုန်ပို့ပေးတဲ့သူနော်သူ့ကိုဖမ်းမမိဘူးနောက်ပြီးတော့ရဲဝင်းခေါ်ကျော်စိုးလင်းဖမ်းမမိဘူးပြီးတော့သူ့ရဲ့မိန်းမတီတာမြင့်ဖမ်းမမိဘူးရဲဝင်းခေါ်ကျော်စိုးလင်းနဲ့တီတာမြင့်ကAA တွေဖြစ်ပါတယ်နော် AA ရဲ့စီးပွားရေးတာဝန်ခံဖြစ်ပါတယ်ရဲဝင်းကနောက်တစ်ယောက်ဖမ်းမမိတဲ့သူထပ်ပြောပါမယ်နောက်တစ်ယောက်ဖမ်းမမိတာကသူကဒီမူရစ်စီဝါဝယ်ယူမဲ့သူတူပေါ့နော်ဒီ၄ယောက်ဖမ်းမမိဘူးဝယ်ယူတဲ့သူဖမ်းမမိတာတော့ဒါတိတ်တော့ပြဿနာမရှိပါဘူးဒါပေမဲ့အပေါ်က3ယောက်ဖမ်းမမိပေမဲ့ဖမ်းမမိတာတော့နည်းနည်းတော့နာတယ်ဒါပေမဲ့ဖမ်းမမိပေမဲ့လည်းသူတို့စီကနေပြီးတော့ဒါလိုက်ပြီးတော့သိမ်းဆီးရမိခဲ့တဲ့နော်ပမာဏကတော့များတယ်အဲ့ဒါကတော့ဒီမှာရှမ်းပြည်နယ်နေပို့ဆောင်တဲ့အဲ့ဒီ ice တွေပေါ့နော်ဒီမူရစ်စီဝါတွေကိုရန်ကုန်မြို့ဒဂုံမြို့တစ်တောင်ပိုင်းမြို့နယ်144ရပ်ကွက်အဲ့ဒီထဲမှာရှိတဲ့ကိုတောင်တစ်လုံးမှာသိန်းတဲ့သူနာမည်ကတန်းလွင်နော်အဲ့တော့အဲ့ဒီသိန်းတဲ့သူကနေတစ်ဆင့်သူခိုင်းတဲ့သူတွေမှာဒီတေဆောင်တဲ့နေရာမှာပူပေါင်းပါဝင်တဲ့သူတွေရှိတယ်အဲ့တော့တန်းလွင်ရဲ့သားနော်ဝေရအောင်ခေါ်ဝေရပေါ့နောက်ပြီးလို့ရှိရင်တန့်ကောင်းဆက်ပြီးအဲ့သူတို့ရဲ့တငယ်ချင်းဖြစ်တဲ့ရဲရင်နိုင်နဲ့အဲ့ဒီကိုတောင်ဆောက်တဲ့နော်လှတန်းဦးခေါ်ယာကုတ်ပေါ့တော့ကိုတောင်ဆောက်ပြောချင်တာကဒီမှာတန်းလွင်ကတော့သူကတော့ဒီမွေးစီဝါနဲ့ပတ်သက်ပြီးတူတိတ်တော့နေပါတယ်သူကားနဲ့အဟောင်းလေးစီးတယ်ပေါ့နော်ဒီလောက်ကြီးမားတဲ့ပမာဏအလုံးလုံးသူကအဟောင်းလေးစီးတယ်ဒါပေမဲ့ဝေရအောင်ပေါ့နော်သူ့သားဝေရအောင်ကဘာစီးလဲဆိုတော့ Land Cruiser ကိုတော်တော် model မြင့်စီးတယ်အဲ့လိုပဲသူ့သားတန်းကောင်ဆက်ကောပေါင်ချင်းဆိုတဲ့သူ့သားကလည်း Mercedes စီးတယ် Mercedes ကိုလည်း model အမြင့်စီးတယ်ဆိုတော့မျက်စိစပုံမွေးစူးခံရတာတော့သိကြတာပေါ့နော်ဆိုတော့အဲ့လိုပဲအခြားသူတွေကလည်းအဲ့လိုပဲရှိတော့ဒီမှာပြောချင်တာကတော့ AA နော်ဒီ AA လင်မယားပါတယ်နောက်ပြီးလို့ရှိရင်အဲ့ဒီမူရစ်စီဝါတွေကိုနော်ဖြန့်မြူးပေးနေတဲ့တည်ဆောင်ပေးနေတဲ့ကား16စီလောက်ရှိတယ်အဲ့ဒီမူရစ်စီဝါတွေကဘယ်ကိုပို့လဲဆိုတော့မြန်မာနိုင်ငံပိုင်နက်တွေကနေပြီးတော့မလေးရှားဘက်ခြမ်းကိုလည်းဒီရေပြင်ပင်လယ်ရေပြင်နဲ့ပို့တယ်အဲ့ဒီပင်လယ်ရေပြင်နဲ့ပို့တဲ့ရွှေကောင်းတာဆိုတဲ့ဆက်လေးကလည်းအဲ့ဒီ AA စီးပွားရေးတာဝန်ခံရဲ့မိမပိုင်တာဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံထဲမှာမူရစ်စီဝါ
ရည်ရွယ်ချက်ရှိဖြန့်ဖြူးဖို့အတွက်သူတို့ကလှုပ်ထားပြီးသားပေါ့နော်မြန်မာနိုင်ငံထဲမှာလည်းပြက်စီးမယ်နော်အေးဘက်ကလည်းအခုလိုမျိုးဒီလောက်ကြီးမားတဲ့ပမာဏကြီးတွေအမျက်ရတယ်ပေါ့နော်ဆိုတော့ဒီပတ်စံအစတဲ့ကျွန်တော်ဗီဒီယိုတစ်ပုတ်လုပ်ထားဘူးလေအေးပတ်စံနေဘယ်ရောက်ဝင်လဲဆိုတာကျွန်တော်ဗီဒီယိုအောက်ထပ်မှာသွားကြည့်လိုက်မူရည်ရာစာထုံးမြင့်နိုင်ဆိုပြီးတော့ကျွန်တော်တော့တဲ့ပဲလုပ်တာပဲကြောက်တော့နည်းနည်းကြောက်တော့ပေါ့နော်မူရည်စီဝါသမားတွေလက်နက်ကင်ထားတဲ့သူတွေကတိတ်ပြီးတော့ဒီလူတွေကိုရှင်းလင်းတဲ့နေရာမှာသူတို့တအားလွယ်တဲ့ခါကျတော့နည်းနည်းတော့ကြောက်ပါတယ်နောက်တဲ့နေ့ဘုကတော့ဒီ online လိမ်လည်မှုတွေနဲ့ပတ်သက်ပြီးတော့ဒါဆက်ပါဝင်ခဲ့တဲ့အင်ဒိုနီးရှားနိုင်ငံသား169ဦးဘင်္ဂလားဒေ့ရှ်နိုင်ငံသား19ဦးနဲ့ဂျပန်နိုင်ငံသား2ဦးကိုသက်ဆိုင်ရာနိုင်ငံတွေကိုပြန်ပြီးလွှဲပြောင်းပေးအပ်ခဲ့တယ်လို့သိရပါတယ်နောက်တဲ့နေ့ဘုကလည်းသတင်းကြီးပါတယ်အဲ့ဒါကတော့ KNU ဌာနချုပ်ပေါ့နော် KNU ဌာနချုပ်ထဲမှာရှိတဲ့ KNU ခေါင်းဆောင်ပိုင်းတွေရဲ့နေအိမ်တက်က drone တိုက်ခိုက်ခဲ့တယ်အတီကန် drone နဲ့တိုက်ခိုက်ခဲ့တယ်လို့သိရတယ်သူတို့ဘက်ကတော့သတင်းထွက်လာပြီဆိုရင်တော့ဘယ်တော့မှသူတို့ထိခိုက်တယ်လို့ပြောမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကြားသလောက်တော့သူတို့အိမ်ခေါင်မိုးတွေတော်တော်များလှုပ်သွားတယ်ဆိုတော့တက်ကပြောချင်တာမင်းတို့ခေါင်မိုးပေါ်မှာငါရှိတယ်ဆိုတာပြောချင်တဲ့သဘောပေါ့နော်ဒါပေမဲ့အကြီးပိုင်းတွေမထိသွားတဲ့အတွက်တော့သတင်းတိတ်မထူးပေါ့နော်ဒါပေမဲ့လည်းတိုက်ခိုက်ခဲ့တယ်ပေါ့နော်လုံနိုင်တယ်ဆိုတဲ့အကြောင်းပြခဲ့တယ်ပေါ့နောက်တဲ့ဘက်ကတော့ဒီဗြိတိရှပေါ့နော်ပြည်ထိုင်နိုင်ငံကမြန်မာနိုင်ငံကိုနော်ပေးနေတဲ့အကူအညီပေါင်တန်း20ကျော်တိုးပေးမယ်ဆိုတဲ့သတင်းပေါ့နော်ဒါကလည်း NUG ကထုတ်ပြန်လို့ကျွန်တော်တို့သိရတာအဲ့ဒီအကူအညီတွေကဘယ်ကပေးပြီးဘယ်လိုသွားလဲတော့မသိဘူးနော်ခေါင်းစဉ်ကလူသားချင်းစာနာမှုဆိုင်ရာခေါင်းစဉ်လို့တော့ပြောတယ်ဒါပေမဲ့အဲ့ဒီအကူအညီတွေကဘယ်လိုနည်းနဲ့သွားပြီးတော့ဘာတွေလုပ်မှန်းမသိဘူးပေါ့နော်နောက်သတင်းကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာအပူချိန်မြင့်တက်လာတာဖြစ်တဲ့အတွက်နည်းနည်းလေးသတိပြုဖို့လိုတယ်အထူးဖြင့်ခရမ်းလွန်ရောင်ကြီးထိတွေ့မှုအနေနဲ့သတိပြုရပါနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအလုတ်ကြမ်းလုပ်လို့ရှိရင်တော့ချွေးတအားထွက်တယ်ဆိုလို့ရှိရင်ရေများများတောက်ဖို့တက်စားတောက်ဖို့ဒါလေးတွေလည်း view design နဲ့ပေါ့တက်စားအလွယ်တကူလုပ်လို့ရတယ်ဆိုတာလေဒီ online မှာနည်းပညာတွေရှာပြီးတော့လုပ်လို့ရပါတယ်ဒီဗီဒီယိုတွေကြည့်ပြီးတော့တက်စားအလွယ်တကူဘယ်လိုလုပ်ရမလဲဆိုတော့ဒီရေဓာတ်ဖြည့်ဖို့စားဓာတ်ဖြည့်ဖို့ဒါမျိုးတွေဒါပြန်ပြီးတော့လုပ်တဲ့နယ်နောက်ပြီးလို့ရှိရင်နေပူရဲထွက်ပဲဆိုလို့ရှိရင်အမိုးအကာတွေတေချာဆောင်းတဲ့နယ်နေရောင်နဲ့တော့လိုက်ဖက်မဲ့ဝတ်စားတွေပေါ့စုပ်ပြက်ဘာပဲဖြစ်ဖြစ်ဒါဝုတ်ပြီးမှလုပ်ငန်းဝင်တဲ့နယ်လို့ပြောချင်ပါတယ်နောက်တဲ့နေ့ဘုကတော့ဒါဒီသိမ်းထားတဲ့မြောက်ဦးပေါ့အဲ့ဒီမြောက်ဦးမှာရှိနေတဲ့အမှတ်31ရဲတက်ရင်ပေါ့အဲ့ထဲမှာနေနေတဲ့ AA အဖွဲ့တွေကိုတက်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့သိရတယ်အဲ့ဒါကတော့မတ်လ18ရက်နေ့မနက်အစောပိုင်းတော်တော်စော2နာရီလောက်အဲ့ချိန်မှာဒီလီအနေနဲ့ဘုံလေးလုံးထက်မနေပစ်ချတိုက်ခိုက်ခဲ့တယ်လို့သိရတယ်ဆိုတော့လေအဲ့ဒီမတိုင်ခင်လဲနည်းနည်းတော့သူတို့ကင်းထောက်တယ်လို့တော့ပြောတယ်ပေါ့နော်ကင်းထောက်လေရင်ကတော့တနိုင်ငံလုံးကတော့ပြန်နေမှာပါပဲအဲ့လိုပဲနောက်ထပ်လေကြောင်းတိုက်ခိုက်မှုတစ်ခုဖြစ်ရတော့အခုတိုက်ပွဲတွေပြင်းထန်နေတဲ့ကချင်ပြည်နယ်ဗမော်မြို့နယ်ထဲမှာရှိတဲ့စင်ခန်းနဲ့ခူလီရွာပေါ့အဓိကတော့ဘာလို့အဲ့ရွာတွေကိုတိုက်လဲဆိုတော့အဲ့ဒီရွာထဲမှာရှိတဲ့ရဲစခန်းတွေကိုတိုက်တာဖြစ်ပါတယ်နော်အရက်သားနေအိမ်တွေကိုတိုက်တာမဟုတ်ပါဘူးပြီးတော့စင်ခန်းမှာရှိတဲ့ရဲစခန်းကိုဘုံချတိုက်ခိုက်ခဲ့တာဒါပေမဲ့ဘာဖြစ်လဲဆိုတော့သူတို့သတင်းထုတ်ပြန်တဲ့ခါကျတော့ရဲစခန်းကိုဘုံကျတိုက်ခိုက်ဒါပေမဲ့တေဆုံးတာပြည်သူဖြစ်သွားနော်သူတို့သတင်းအချင်းချင်းတော့မှတယောက်နဲ့တယောက်နဲ့မတူကြဘူးပေါ့နော်အဲ့လိုမျိုးတွေပေါ့သတင်းတွေကွဲပြားတယ်တချို့ကလည်းသူတို့ဘက်ကတင်တဲ့သတင်းမှာပဲ KIA တွေသိတယ်ဒါပေမဲ့သူတို့ဘက်ကတင်တဲ့သတင်းမှာပဲပြည်သူတွေသိတယ်ဆိုပြီးပြောတယ်ပေါ့နော်နောက်တစ်ခုကဒီလက်နက်ကင်တိုင်းသားတွေထိန်းချုပ်တဲ့ဒေသတွေမှာဝစ်တောက်ကားတွေတင်းကျပ်တယ်ပေါ့နော်တင်းကျပ်တယ်ဖန်ဆီးတာစစ်ဆေးတာဒါမျိုးတွေလုပ်တယ်ပေါ့ဒါမျိုးအရင်တော့မထူးနေကျွန်တော် online မှာဆိုလို့ရှိရင်တွေ့နေကျွန်တော်ဝါသနာပါလိဖြစ်တဲ့အတွက်ပုတ်တိုင်းအဲ့ဒါမြင်နေရအဲ့တော့တော်များများမျိုးပေါ်တွေမှာကိုပေါ်တင်မယ်เนาะလာရှိုးရှိတော့ဆိုလဲလာရှိုးမျိုးပေါ်မှာကိုပေါ်တင်လမ်းမပေါ်မှာကိုတင်ပြီးတော့ကိုရောင်းနေတာအခုလည်းဒီတိုင်းပဲတောင်ကြီးတို့လိုနေတာချီလိတ်တို့နေတာပေါ်တင်ကိုရောင်းတာပန်ဆန်းအဲ့ဒီကနေကားတွေဆင်းနေတာပဲဆိုတော့ဒီလိုစီစစ်မှုကဒီလိုအရေးယူမှုကအရင်တော့အောင်မြင်တယ်လို့တော့ကျွန်တော်မမြင်ပါဘူးပေါ့နော်နောက်တဲ့တဲ့ဘုတ်ကတော့ရခိုင်ပြည်နယ်အတွက်စိတ်အေးရမယ့်တဲ့မှာပဲအဲ့တော့ဒီအေးဥဆောင်တဲ့ရခိုင်အဖွဲ့တွေကနော်ဒီရခိုင်ပညာရေးအတွက်တင်ယူညွှန်တန်းနေပြီးပြီလို့ပြောပါတယ်နော်ပြီးလောက်ပြီလို့ပြောတယ်ပေါ့နော်အဲ့တော့အဲ့တင်ယူညွှန်တန်းနေရဘာတွေလဲဆိုတော့အစိုးရတင်သွားတဲ့ပညာရေးပါပဲအတူတူပါပဲเนาะအဲ့ဒါတွေပဲပြန်တင်တာဖြစ်ပါတယ်ဒါပေမဲ့သူတို့ကသမိုင်းတော့ပြောင်းလိုက်ပါတယ်
တမိုင်းမှာမြန်မာတမိုင်းအစားသူတို့ရခိုင်တမိုင်းဆိုပြောင်းတင်တယ်ပေါ့နော်တမိုင်းတစ်ခုပဲအစားထိုးကျန်တာတော့ဒီတိုင်းသူတို့ဆက်တင်တယ်လို့တော့ပြောတယ်ပေါ့နော်ဒါပေမဲ့လည်းပုံချုပ်ွယ်ချူသူတို့တပုံရိုက်ဖို့တော့တင်ကြတာပေါ့နော်တကယ်တမ်းလည်းဖြစ်နေတာမျိုးတော့မဟုတ်ဘူးပေါ့ရခိုင်တမိုင်းတင်တယ်ဆိုတော့မြန်မာမကောင်းကြောင်းတွေကျွန်တော်ဒီဘက်ကမင်းတွေမကောင်းကြောင်းတွေပါပြီပေါ့ရခိုင်ပြည်နယ်ကမာမျိုးကြီးဖျားကြီးကိုဘယ်လိုပဲပါပေါ့ဒါမျိုးတွေပါလာတော့မယ်ပေါ့နော်အဲပြောရင်လည်းလူမျိုးကြီးဖြစ်တယ်မကောင်းဆိုတော့နောက်တဲ့တစ်ခုကတော့အမေရိကန်ကစီးရေးအရာချင်းချောက်မယ်ဆိုလို့ရှိရင်သူတို့ဘက်ကလည်းတုတ်ပြန်သွားမယ်ဆိုပြီးတော့အီရန်ကအီရန်ရဲ့တက်ချုပ်ကပြောပါတယ်အခုဟူသီတပုံကိုအမေရိကန်ကပုံကျဲတိုက်ခိုက်လိုက်တဲ့အချိန်မှာအဲ့မှာဒေသခံတွေရောဟူသီတပုံတွေရောစုစုပေါင်း90ကျော်တည်သွားတယ်တည်သွားတဲ့အချိန်မှာဒေါ်နယ်ထရန့်ကပြောလဲဆိုတော့တကယ်လို့ဟူသီတပုံတွေကပင်လယ်နီတဲကိုပေါ့နော်ပင်လယ်နီတဲကိုဖြတ်သွားတဲ့တင်မောကိုတိုက်ခိုက်တာရှိခဲ့လို့ရှိရင်အီရန်ကတိုက်ခိုက်တာလို့သတ်မှတ်ပြီးတော့သူတို့အနေနဲ့အီရန်ကိုတိုးမြင့်ပြီးတော့ဖိအားပေးမယ်ပေါ့နော်ဒီလိုပြောတယ်အဲကြတော့နည်းနည်းလေးနဲ့ရေချိန်ကတက်လာပြီနည်းနည်းရေချိန်တက်လာတဲ့ခါကျမှအခုလိုမျိုးအီရန်နဲ့ဒေါ်နယ်ထရန့်လုံးဝမတည့်ဘူးအဲ့တော့ထပ်ပြီးတော့ဖိအားပေးတယ်ဆိုတော့အဲ့ဒါကိုအီရန်ဘက်ကလည်းတကယ်လို့များအဲ့လိုမျိုးသူတို့စီရေးရဖိအားပေးလာမှဆိုအီရန်ဘက်ကလည်းတုတ်ပြန်မယ်ဆိုပြီးပြောပါတယ်နောက်တဲ့နေ့ဘောကတော့နောက်ဆုံးပိတ်အိတ်နဲ့လွယ်ပါနော် NUG ရဲ့နိုင်ငံသားရေးဝန်ကြီးနိုင်ငံသားမှနေတဲ့နိုင်ငံသားရေးဝန်ကြီးဌာနကအဖွဲ့တွေနဲ့အလုတ်သမားရေးဝန်ကြီးဌာနကအဖွဲ့တွေကထိုင်းရောက်ဒီအလုတ်သမားရေးဆောင်ရွက်နေတဲ့သူတွေနဲ့တွေ့ဆုံပြီးတော့ထိုင်းမှာရှိနေတဲ့ထိုင်းရောက်မြန်မာတွေရဲ့အလုတ်သမားရေးကူညီပေးနိုင်မှုတော့ဆွေးနွေးခဲ့တယ်လို့ပြောပါတယ်ဆိုတော့သူတို့ကိုယ်တိုင်တော့မှပလိတ်မဖောင်းမနှဲပြေးနေရတဲ့ကိစ္စကိုဒီထိုင်းမှာရှိနေတဲ့မြန်မာနိုင်ငံသားတွေရဲ့အလုတ်သမားရေးကိုသူတို့ကကူညီစောက်ရှောက်ကြအောင်မတဲ့နော်တော်တော်လေးဒါကြတဲ့သူတွေပေါ့နော်ဒီလိုပဲပြောရတော့မှာဖြစ်ပါတယ်ဆိုတော့ဘာပြောပါတော့ဒီနေ့အတွက်သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲရှေ့ပိုင်းမှာနည်းနည်းလေးလီရှည်သွားတာဖြစ်တဲ့အတွက်နည်းနည်းသိခံမိပါကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာလည်းကျွန်တော်သတင်းအသစ်တွေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲမင်္ဂလာရှိတဲ့နေ့ပိုင်ဆိုင်နေပါစေခင်ဗျာကျေးဇူးများတင်ပါတယ်ကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ARP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39 4080 398ကိုတိုက်ရိုက်အကောင့်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နာမည်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပြီးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ